နိုင်ငံတော်အာဏာကိုပြည်သူအစိုးရစီကနေအတင်းတမသိမ်းယူခဲ့တဲ့စစ်အာဏာရှင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာ2012ခုနှစ်အထိရန်ကုန်မြို့မှာနေစရာကိုပိုင်လုံးချင်းအိမ်ရလို့တောင်ပိုင်ဆိုင်သေးတာမဟုတ်ပါဘူး။မှတ်တမ်းမှတ်ရာတွေအရတော့1956ခုနှစ်မှာမကွေးတိုင်းဒေသကြီးမင်းဘူးမြို့မှာမွေးဖွားခဲ့တဲ့မင်းအောင်လှိုင်အနေနဲ့ငယ်စဉ်ကတည်းကတာမန်အစိုးရဝန်ထမ်းမိသားစုဘဝကိုသာဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။သူ့ရဲ့ဖခင်ဖြစ်သူဦးတောင်းလှိုင်ခေါ်ဦးခင်လှိုင်ဟာအစိုးရဝန်ထမ်းတူဖြစ်တာကြောင့်တလကိုမိသားစုစားဝတ်နေရေးလောင်းငှားရုံလောက်သာဝင်ငွေရှာဖွေနိုင်ခဲ့တာပါ။ဒါပေမဲ့လည်း1982ခုနှစ်မှာ10တန်းအောင်မြင်ခဲ့ပြီးနောက်1984ခုနှစ်မှာစစ်တပ်တို့ကိုဗိုလ်လောင်းတင်တန်းအပတ်စဉ်19နဲ့ဝင်ရောက်ခွင့်ရသွားတာကအညာတရမင်းအောင်လှိုင်ဘဝကိုတစ်စစ်ချိုးပြောင်းလဲသွားစေခဲ့တယ်လို့ဆိုနိုင်ပါတယ်။အရာရှိငယ်ဘွားကစလို့အစင်းစင်ယာရုတွေတက်လာတဲ့တစ်လျှောက်လုံးမှာအထက်ကလူကြီးတွေနဲ့ပလဲပနံတင်အောင်နေနိုင်ခဲ့တာကလည်းမင်းအောင်လှိုင်ရဲ့အခြေသွေးလို့ပြောလို့ရပါတယ်။ဒီလိုနည်းနဲ့ပဲ2010ခုနှစ်အထွေထွေရေကောက်ပွဲကာလမှာညှိနှိုင်းကိုကဲရေးမှုကြီးရည်လေယာရုကိုရယူနိုင်ခဲ့ပြီး2011ခုနှစ်မှာတော့တက်မတော်ကာကွယ်ရေးဦးစီးချုပ်ယာရုကိုပါဗိုလ်ချုပ်မှုကြီးအဆင့်နဲ့စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အဲ့ဒီအချိန်လောက်မှာတင်မင်းအောင်လှိုင်အနေနဲ့ပစ္စည်းဥစ္စာစီးစိမ်ချမ်းသာတွေစုဆောင်းထားနိုင်ပြီးပြင်ပလူနေမှုဘဝမှာတတိတယောက်လိုမျိုးနေနိုင်ပြီးဖြစ်ပေမဲ့လို့ရန်ကုန်မြို့မှာတောင်မှကိုပိုင်လုံးချင်းအိမ်မပိုင်ဆိုင်နိုင်သေးတဲ့အဆင့်မှာဒါပေမဲ့လည်းအခု2025ခုနှစ်မှာတော့မြန်မာနိုင်ငံတွင်းလုံးမှာမင်းအောင်လှိုင်ပိုင်ဆိုင်ထားတဲ့စိန်ခံအိမ်တွေစိုင်တော်ကြီးတွေဟာလက်ညှိုးထိုးမလွဲအောင်ရှိနေပြီးနောက်ဆွေစဉ်မျိုးဆက်စားလို့မကုန်နိုင်တဲ့ချမ်းသာကြွယ်ဝမှုကိုလည်းခန်းစားနေရပြီဖြစ်ပါတယ်။နှစ်ပေါင်း10စုနှစ်ကျော်ကာလအတွင်းမှာတင်ဘီလီယံနာတထေးကြီးတွေလက်မှိုင်းချရလေအောင်ချမ်းသာကြွယ်ဝမှုတွေကိုရှာဖွေနိုင်ခဲ့တဲ့မင်းအောင်လှိုင်ရဲ့အရေးသွေးကတော့မသေးပါဘူး။ဒါပေမဲ့လည်းပြည်သူ့ဗန္ဓာငွေတွေပြည်သူပိုင်ပစ္စည်းတွေကိုသူ့ရဲ့စိတ်ကြိုက်သိမ့်ပိုက်ချေလေပြီးရယူထားတဲ့စီးစိမ်တွေဖြစ်တဲ့အတွက်ကြောင့်အထင်ကြီးစရာတော့မရှိပါဘူး။ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့စစ်အာဏာရှင်ကြီးရဲ့ဇိမ်ခံနေအိမ်တွေစိုင်တော်တွေအကြောင်းကိုကျွန်တော်ရှာတွေ့မိသလောက်ပြောပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးမင်းအောင်လှိုင်ရဲ့စစ်တပ်နဲ့စစ်အာဏာရှင်အစိုးရအဓိကအခြေစိုက်ရာနေပြည်တော်ကစိုင်တော်တွေစီကိုတစ်ချက်သွားကြည့်အောင်ပါ။နေပြည်တော်ရဲ့အရှေ့မြောက်စွန်းစွန်းလောက်ကတောင်ချေအရက်မှာကျွန်တော်တို့တာမန်ပြည်သူတွေအနာကပ်ခွင့်မရတဲ့မြေကွက်အကျယ်ကြီးတွေရှိနေပါတယ်။ဘာကြောင့်တာမန်ပြည်သူတွေအနာကပ်ခွင့်မရတာလဲဆိုတော့အဆိုပါမြေကွက်အကျယ်ကြီးတွေမှာစစ်ဗိုလ်ချုပ်ကြီးတွေနေထိုင်ကြသလိုစစ်ရုံးကြီးကိုကျွန်တော်တို့ခက်လွယ်လွယ်ခေါ်ကြတဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးလည်းရှိနေတာကြောင့်ပါအဆိုပါနေရာမှာမင်းအောင်လှိုင်နဲ့မိသားစုနေထိုင်ကြတယ်လို့လည်းသိရပါတယ်ဒီနေရာရဲ့ပတ်ဝန်းကျင်အနေအထားကိုကြည့်လိုက်မယ်ဆိုရင်နောက်ဘက်မှာရေစင်းဆယ်ရှိသလိုအရှိတ်ဘက်မှာဆိုရင်တော့တစ်ပင်နယ်ပင်တွေနဲ့အုပ်ဆိုင်နေတဲ့တောတွေတောင်တန်းကြီးတွေရှိနေပါတယ်တဘာဝတရားကြီးကိုအသုံးချပြီးအကာအကွယ်ကောင်းကောင်းယူထားတယ်လို့ပြောလို့ရပါတယ်အာနာရှင်မင်းအောင်လှိုင်နဲ့မိသားစုနေထိုင်ရာချမ်းဝင်းကြီးကိုတွားကြည့်လိုက်မယ်ဆိုရင်တော့အရင်ဆုံးတွေ့ရမှာကတော့မိုင်းတဲဖုန်းတာဝါတိုင်းကြီးပဲဖြစ်ပါတယ်ဟုတ်ပါတယ်မင်းအောင်လှိုင်ဟာဖုန်းလိုင်းတွေကိုတောင်မှကိုပိုင်တိတန့်တာဝါတိုင်းစိုက်ထားပြီးတော့ကိုအထူးတိတန့်အသုံးပြုနေတာပါသူ့တမိသားစုလုံးရှယ်ယာတွေပါဝင်ထားတဲ့မိုင်းတဲဖုန်းကုမ္ပဏီကပဲအဆိုပါဖုန်းတာဝါတိုင်းကိုဝန်ဆောင်မှုပေးထားတာဖြစ်ပါတယ်ဂျိုရုတပ်ပုံတွေမှာတော့အဆိုပါဖုန်းတာဝါတိုင်းပေးအနီးနားမှာကိုပိုင်တိတန့်လမ်းတွေဖောက်ထားတာကိုတွေ့ရပြီးအဲ့ဒီလမ်းတွေကနေဆင်းသွားလိုက်မယ်ဆိုရင်စိုင်တော်ကြီးတစ်လုံးနဲ့အရန်အိမ်တစ်လုံးကိုရောက်သွားမှာပါချောင်းဝင်းထဲမှာတော့ကိုပိုင်ရေကူးကန်တွေတင်းတစ်ကွင်းတွေကိုထည့်သွင်းတိစောက်ထားသလိုအနောက်ဘက်မှာတော့ရေကန်ကြီးတစ်ခုလည်းရှိနေပါသေးတယ်ကျော်တို့တာမန်လူတွေလက်လှမ်းမမီနိုင်တဲ့ဇိမ်ခံလူနေမှုဘဝကိုမင်းအောင်လှိုင်နဲ့မိသားစုကပြည်သူ့ဗန္ဓာငွေတွေကိုအသုံးပြုပြီးခန်းစားနေကြတာလည်းဖြစ်ပါတယ်မင်းအောင်လှိုင်နေထိုင်တဲ့အဆိုပါချောင်းဝင်းကြီးဟာဧက30လောက်အထိကိုကျယ်ဝန်းတယ်လို့သိရပြီးသူနှစ်ဘေးနားကဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်စိုးဝင်းရဲ့နေအိမ်တောင်မှမင်းအောင်လှိုင်ချမ်းဝင်းကြီးနဲ့ရှင်လိုက်မယ်ဆိုရင်အလွန်တိတ်နှုတ်သွားတာကိုတွေ့ရပါတယ်။ဒါပေမဲ့လည်းပြည်သူတွေရဲ့မြစ်တာပြန်စူးမှာကိုကြောက်တဲ့အတွက်ချမ်းဝင်းကြီးနဲ့စံအိမ်တော်ကြီးရဲ့လုံခြုံရေးပိုင်းကိုတော့သူ့ရဲ့စစ်တပ်တွေကအတော်ဆုံးနဲ့အထက်ဆုံးသောစစ်သားတွေကိုရွေးထုတ်ပြီးတက်ခွဲတွေအသီးသီးချထားပြီးစီမံထားတယ်လို့တော့သိရပါတယ်။အဲ့ဒီတက်ခွဲတွေကိုလည်းစံတော်နဲ့အနီးနားနေရာတွေမှာချထားပြီးအနိကလုံခြုံရေးရယူထားစေတယ်လို့လည်းသိရပါတယ်။ဒါ့အပြင်မရောက်နိုင်ရဲ့စံတော်ကိုတွားရလမ်းမှာဆိုရင်လည်းဗိုလ်မှူးဆင့်အရာရှိတွေအဓိကကုတ်ခဲ့တဲ့စစ်စေးဂိတ်3ခုလောက်ကိုချထားပါသေးတယ်။စံတော်ကိုအဝင်လမ်းနဲ့အထွက်လမ်းကိုတည်တံ့ခွဲထားပြီး CCTV ကင်မရာတွေကိုလည်းလုံလုံလောက်တက်ဆင်ထားတာကြောင့်တော်ရုံတန်ရုံအဆင့်မျိုးနဲ့လောက်တော့မရောက်နိုင်ရဲ့ဆိုင်တော်ကိုတွားလို့ရမှာမဟုတ်ပါဘူး။လန်တက်လျှောက်လုံးမှာဆိုရင်လည်းတက်ခွဲနှစ်ခုလောက်ကအထူးလေးကျင့်တင်ကြားပေးထားတဲ့စစ်ခွေးတွေနဲ့အတူအမြဲတမ်းကင်းလှည့်နေတတ်တယ်လို့လည်းသိရပါတယ်။မင်းအောင်လှိုင်နဲ့မိသားစုဟာအဆိုပါဆိုင်တော်မှာနေပြီးဆိုရင်တစ်ခါတလေဈေးဝယ်ထွက်တာကလွဲလို့အပြင်ထွက်ခဲ့တယ်လို့သိရပါတယ်။စားဖို့တောက်ဖို့အတွက်လိုအပ်တဲ့အစားအသောက်နဲ့အသုံးဆောင်တွေကိုတော့မင်းအောင်လှိုင်စစ်တပ်ရဲ့ထောက်ပို့တက်ကတပတ်ကိုတစ်ချိန်တွားရောက်ပို့ဆောင်ပေးရတာဖြစ်ပါတယ်။ချမ်းဝင်းကြီးကိုတော့အစိမ်းရောင်စစ်တုပ်ထားတဲ့နယံကြီးတွေနဲ့ခြံခတ်ထားပြီးအဆိုပါနယံတွေထဲမှာ RPG လိုဘုံလောင်ချမျိုးရဲ့ဒဏ်ကိုကောင်းကောင်းခံနိုင်တဲ့အကွာအကွယ်တွေကိုလည်းထည့်သွင်းတပ်ဆင်ထားပါသေးတယ်။ဒါပေမဲ့လည်းအဲ့ဒီလောက်အထိလုံခြုံရေးအတွက်အဆအဆရအကွက်စိတ်အောင်စီမံထားတာတောင်မှပဲမင်းအောင်လှိုင်ရဲ့စိတ်ရအမြဲတမ်းလုံခြုံမနေပါဘူး။ဒါကြောင့်ပဲစံအိမ်တော်အောက်မှာလိုအပ်လာမယ်ဆိုရင်အရေးပေါ်ထွက်ပြေးလို့ရမယ်။မြေအောက်လှိုင်ကောင်းတွေနဲ့ထွက်ပေါက်တွေကိုလည်းထည့်သွင်းတိစောက်ထားသေးတာဖြစ်ပါတယ်။အသွယ်ထားပါတယ်။တာဝန်ရသူ့ဆိုင်တော်ကိုလာရောက်ကြတဲ့စစ်ဗိုလ်ချုပ်တွေတောင်မှပဲစစ်စေးဂိတ်တွေရဲ့စစ်သားတွေကတယောက်ချင်းစီအသေးစိတ်စစ်ဆေးပြီးမှသာဝင်ခွင့်ပြုတာဖြစ်ပါတယ်။ပြောရရင်တာမန်ဝန်ထမ်းမိသားစုဘဝကိုသာဖျက်ဆီးလာခဲ့ရတဲ့မင်းအောင်လှိုင်ဟာစစ်တပ်ထဲကိုဝင်ရောက်ခဲ့ပြီးနှစ်ပေါင်း90ကျော်လောက်အကြာမှာ
ကျော်တို့တာမန်ပြည်သူတွေစိတ်ကူးရှင်လို့တောင်မရတဲ့စံအင်ကြီးတွေခြံဝင်းကြီးတွေနဲ့ဖြစ်လာပြီးဘယ်သူမှခံမှန်းလို့တောင်မရနိုင်တဲ့စီးစိမ်ဥစ္စာကြွယ်ဝလွန်းတဲ့ဘဝကိုရောက်လာခဲ့တာပါရဲစရာကောင်းတာကတော့ကိုယ်တိုင်ကစီးစိမ်ရှင်မှုနေပြီးကြီးကြီးတက်ချမ်းသာနေပြီမဲ့လည်းသူ့ရဲ့တပ်သားတွေနဲ့ပြည်သူလူထုကိုတော့အမြဲတစေအစားအသောက်အနေထိုင်ချိုးချံချွေတာချဖို့တိုက်တွန်းတတ်သူတယောက်ပါသူ့ရဲ့တပ်သားတွေကိုဆိုရင်ကွန်းကိုရှော့စားပြီးကြက်ဥကိုပိုးဝဲစားကြဖို့အမြဲလိုအမိန်ပေးတတ်တယ်လို့ပြည်သူတွေကိုလည်းစံနဲ့စီရှော့စားဖို့မကြသေးမီကမှပြောကြားခဲ့ပါသေးတယ်ဒါပေမဲ့လည်းမရောက်နိုင်ရဲ့လောဘနဲ့စီးစိမ်အာဏာမှန်မှုကတော့ဒီလောက်နဲ့တည်းရပ်တန့်သွားခြင်းမရှိသေးပါဘူးမြေပြင်တိုက်ပွဲတွေမှာသူ့ရဲ့စစ်သားတွေတပြုတ်ပြုတ်ကျွေးနေတဲ့အခုလိုအခြေမျိုးမှာတောင်းမှပဲမင်းအောင်လှိုင်ဟာနေပြည်တော်မှာပဲသူ့ရဲ့စိန်ခမ်းစံရင်တော်ကြီးတစ်လုံးကိုတိစောက်ခဲ့ပါသေးတယ်အခုချိန်မှာမြို့တွေတစ်မျိုးပြီးတစ်မျိုးကျနေတယ်လို့တပ်သားတွေလည်းတိုက်ပွဲတိုင်းမှာရှားနဲ့ချီကျနေပေမဲ့လည်းမင်းအောင်လှိုင်ကတော့စစ်ရေးလက်အေးနဲ့ပဲပွဲတွေတက်လိုက်ဖျားသွားလိုက်စိန်ခမ်းလိုက်နဲ့လုံနေသေးတာပါနေပြည်တော်ရဲ့အကောင်းဆုံးနေရာတစ်ခုဖြစ်တဲ့နေပြည်တော်ပုပ္ပသီရိမြို့နယ်တပြေကုန်းဝိုင်းအနီးနားလေးမှာသူ့ရဲ့စံခမ်းစံရင်တော်ကြီးအစ်စ်ကိုတိစောက်ခဲ့တာဖြစ်ပါတယ်ဒီနေရာကိုလွယ်လွယ်ပြောရမယ်ဆိုရင်တော့အရင်စစ်အာဏာရှင်ဟောင်းတန်းရွှေနဲ့ထိပ်တန်းဗိုလ်ချုပ်ကြီး6ဦးတို့နေထိုင်ရာ6လုံးတန်းအိမ်ယာမှာဖြစ်ပါတယ်။အဲ့ဒီနေရာမှာတန်းရွှေပြင်မောင်အေးရွှေမန်းတိန်းစိန်တင်အောင်မြင့်နဲ့တင်းအေးတို့နေထိုင်ကြတာဖြစ်ပြီးမင်းအောင်လှိုင်ကအဆိုပါဗိုလ်ချုပ်ဟောင်းကြီးတွေနဲ့တန်းတူနေထိုင်ဖို့စိတ်ကူးခဲ့တာလည်းဖြစ်ပါတယ်။ဒီဆိုင်တော်အတွက်7သိန်းတောင်းကနန်းလောက်အနည်းဆုံးသုံးစွဲခဲ့တယ်လို့လည်းသိရပါတယ်။ချံဝင်းကြီးတစ်ခုတည်းတင်ကိုဘောလုံးကွင်း၄ကွင်းစာလောက်ကျယ်ဝန်းပြီးဆိုင်တော်ကြီးဟာလည်းအလျာပေ200အနံပေ150လောက်ရှိတဲ့အထိနန်းတော်ကြီးတမျှကြီးကျယ်ခမ်းနားလှပါတယ်။ပြီးတော့ချံဝင်းကြီးထဲမှာဆိုရင်လည်းရေကူးကန်တွေပန်းချံတွေနဲ့အလှကြည့်ရှုမြော်ခင်းတွေလည်းဖန်တီးတိဆောက်ထားတာကိုတွေ့ရပါတယ်။မင်းအောင်လှိုင်ကအာဏာသိမ်းပြီးနောက်မှာအဆိုပါ6လမ်းတဲ့အိယာကိုလုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားလိုက်ပြီးသူ့ရဲ့စံအင်တော်သစ်စီမံကိန်းကိုစတင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဘယ်လောက်အထိတိုးတိုးတိတ်တိတ်တိဆောက်နေတယ်လဲဆိုရင်ဒီစံအင်တော်သစ်တိဆောက်နေတာကိုနေပြည်တော်မြို့ခံတွေတောင်မှအစာပိုင်းတုန်းကမသိခဲ့ကြပဲအခုပြည်စည်းသွားမှသာအားလုံးသိရတာဖြစ်ပါတယ်။တိဆောက်ရေးလုပ်ငန်းစဉ်အားလုံးကိုစစ်တပ်အင်ဂျင်နီယာတက်ကပဲအစဆုံးတာဝန်ယူဒီဇိုင်းဆွဲတိဆောက်ပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။စိုင်းတော်ကြီးကတော့ထမင်းစားနဲ့မိဖို့ဆောင်လို့နေရာမျိုးတောင်မှပဲကျွန်တော်တို့တာမန်ပြည်သူတွေနေထိုင်တဲ့ရိုးရိုးအိမ်တလုံးစာလောက်ကိုကျဲတဲ့အထိကြီးပါတယ်။ပြီးတော့ရေကူးကန်ကာရာအိုကေခန်းတွေလည်းထည့်သွင်းထားပြီးစိုင်းတော်ရဲ့အတွင်းပိုင်းတစ်ခုလုံးကိုအခမ်းအနားဆုံးဖြစ်အောင်တိဆောက်ထားတာကြောင့်အနည်းဆုံး7သိန်းပေါင်းတောင်းကနန်းလောက်ကုန်ကျနိုင်တာဖြစ်ပါတယ်။မင်းအောင်လှိုင်ရဲ့ထုံးစံအတိုင်းပဲလုံခြုံရေးပိုင်းကိုလည်းအထူးဂရုစိုက်ထားတာကြောင့်သူ့ရဲ့စိုင်းတော်တည့်ရဲ့ဒီနေရာကိုတော်ယုံတန်ယုံလူဝင်ခွင့်မရှိပဲစစ်တပ်ထဲကအကောင်းဆုံးနဲ့အတော်ဆုံးတပ်သားတွေနဲ့အကာအကွယ်ယူထားတယ်လို့လည်းသိရပါတယ်။အခုချိန်မှာအဆိုပါစိုင်းတော်တည့်ကြီးဟာပြည့်စည်ခဲ့ပြီဖြစ်တာကြောင့်မင်းအောင်လှိုင်မိသားစုဟာလည်းလာရောက်နေထိုင်နေပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းမင်းအောင်လှိုင်ဟာအာဏာသိမ်းပြီးနောက်9နှစ်အတွင်းမှာတင်ပဲပြည်သူ့ဗန္ဒာငွေတွေကိုအသုံးပြုပြီးနောက်ထပ်စိန်ခံစိုင်းတော်တည့်ကြီးတစ်လုံးကိုတိစောက်ခဲ့တာကိုကြည့်ချင်းအပြင်ဒီလူဟာဘယ်လောက်အထိစီးစိမ်အာဏာကိုရှင်ဘူးနေသူလဲဆိုတာတွေးဆကြည့်လို့ရပါတယ်။မင်းအောင်လှိုင်ဟာသူစံနမူနာအဖြစ်ထားတဲ့ဟီးရိုးတယောက်လိုမျိုးအားကျရတဲ့ရုရှားအာဏာရှင်ဗလာဒီမာပူတင်ရဲ့ဘဝကိုအားကျနေသူလည်းဖြစ်ပါတယ်။အခုလိုစိန်ခံအင်တော်ကြီးတွေမှာနေရတဲ့ဘဝကိုအယမ်းမှန်မောတဲ့သူတယောက်ဖြစ်ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့စိုင်းတော်တွေအကြောင်းကိုဗီဒီယိုတစ်ပုဒ်တင်ထားပါတယ်။မကြည့်ရသေးရင် Yoling MN YouTube Channel ကို Subscribe လုပ်ပြီးဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ဒါကြောင့်လည်းမင်းအောင်လှိုင်ဟာနေပြည်တော်မှာတင်မကပဲရန်ကုန်မှာဆိုရင်လည်းသူ့ရဲ့စိန်ခံစိုင်းတော်တွေတိစောက်ထားပါသေးတယ်။ဟုတ်ပါတယ်2011ခုနှစ်တုန်းကရန်ကုန်မှာနေစရာအိမ်မရှိတဲ့ဘဝကနေအခုချိန်မှာတော့ဇိန်ခံဆိုင်တော်ကြီးတွေနဲ့ဖြစ်လာခဲ့တာပါရန်ကုန်တောင်မှမြေစေးအလွန်တရာကြီးမားတဲ့အင်းလျားကန်ဘေးလိုနေရာမျိုးမှာဇိန်ခံဆိုင်တော်တွေကိုတိစောက်ထားတာဖြစ်ပါတယ်ဒီနေရာကတော့မင်းအောင်လှိုင်အကျိုးမြတ်ရနေတဲ့ကန်တာယာဆေးရုံနဲ့လော်တေးလိုအဆင့်မြင့်ဟိုတယ်ကြီးရဲ့အနားမှာပါဒါအပြင်အဆိုပါဆိုင်တော်တွေသာမကပဲအခြားနေရာတစ်ခုမှာလည်းနောက်ထပ်ဆိုင်တော်တစ်လုံးပိုင်ဆိုင်ထားပါသေးတယ်ဆိုတော့2011ခုနှစ်အထိရန်ကုန်မှာကိုပိုင်လုံးချင်းအိမ်မရှိသေးတဲ့မင်းအောင်လှိုင်ဟာကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့ပြီးနှစ်နှဲငယ်အတွင်းမှာတင်ရန်ကုန်မြို့ရဲ့မြေစေးအကြီးဆုံးနေရာတွေမှာတိမ်ပေါင်းသိန်းနဲ့ချီတန်တဲ့စိုင်းတော်နှလုံးကိုပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။စီးစိမ်ဥစ္စာရှာဖွေမှုဘိုင်းမှာတော့မင်းအောင်လှိုင်ကိုကမ္ဘာဘီလီယံနာတထွေးကြီးတွေဖြစ်ကြတဲ့ Elon Musk, Mark Zuckerberg နဲ့ Jeff Bezos တို့တောင်မှမရှင်းနိုင်ပါဘူး။အဆိုပါစိုင်းတော်နှလုံးရဲ့အကြောင်းပြောရမယ်ဆိုရင်ပထမစိုင်းတော်ကကျွန်တော်စောစောကပြောခဲ့တဲ့6မိုင်ခွဲမှာရှိတဲ့ Lotte Hotel ဘေးကနေဝင်ရတဲ့မြက်ခင်းချိတ်တာလမ်းမှာဖြစ်ပါတယ်။ဒုတိယစိုင်းတော်ကတော့အင်းရလန်းပေါ်မှာရှိတဲ့အိမ်နံပါတ်14ပဲဖြစ်ပါတယ်။မင်းအောင်လှိုင်ဟာရန်ကုန်ကိုလာရောက်တဲ့အခါမှာအင်းရလန်းမှာရှိတဲ့အိမ်နံပါတ်14မှာပဲ2014ခုနှစ်အထိနေခဲ့ပြီး2015ခုနှစ်နောက်ပိုင်းမှာတော့မြက်ခင်းချိတ်တာလန်းမှာရှိတဲ့စိုင်းတော်မှာပဲနေတော့တယ်လို့သိရပါတယ်။တကယ်တော့အင်းရလန်းအိမ်နံပါတ်14ဆိုတာကအရင်တုန်းကတက်မတော်ပိုင်ချိတ်တာတစ်ခုဖြစ်ပြီးထောက်လိုင်းရေးချိတ်တာလို့လည်းလူသိများပါတယ်။အဲ့ဒီတုန်းကတော့နိုင်ငံတကာကနေလာရောက်ကြတဲ့တန်တမန်တွေတိုင်းသားကောင်းဆောင်တွေကိုအင်းရလန်းအိမ်နံပါတ်14မှာပဲစစ်ကောင်းဆောင်ကလက်ခံတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ခင်ညွန်းတယောက်ဘုံမီနေလာတောက်ဆင်ကာလတွေမှာတကြံရောက်တိုင်းထောက်လိုင်းရေးတကြံကိုအင်ယာလန်အိမ်နံပါတ်14မှာပဲကျင်းပလေရှိပါတယ်။အဲ့ဒီချိန်ရောက်ရင်အိမ်နံပါတ်14ဟာ
အခြားစစ်ကောင်းဆောင်တွေနဲ့စစ်အာဏာရှင်ကိုထောက်ခံတဲ့အပေါ်စားအမှုပညာရှင်တွေတရုံရုံနဲ့ဖြစ်နေတတ်ပါတယ်။ဒါပေမဲ့လည်း2011ခုနှစ်နောက်ပိုင်းမှာတော့အင်အားလန်အိမ်နံပါတ်14ဟာမင်းအောင်လှိုင်ပိုင်ဆိုင်တဲ့ဇိမ်ခံဆိုင်တော်ဖြစ်လာခဲ့ပါတော့တယ်။ဗိုလ်ချုပ်တန်းရွှေကသူ့စင်းကာနီမှာရန်ကုန်မှာနေစရာအိမ်ရှိသလားလို့မေးတော့မရှိဘူးလို့ပြောလို့ဒီအိမ်ကိုပေးလိုက်တာလို့မင်းအောင်လှိုင်ကတဖွာဖွာပြောလို့ရှိပါတယ်။ဆိုတော့မြန်မာငွေသိန်းပေါင်းသိန်းနဲ့ချီတန်တဲ့ချမ်းတဲ့အိမ်ကိုမင်းအောင်လှိုင်ကအလကားနီးပါးရလိုက်တာကတော့ကမ္ဘာအထူးဆန်းဆုံးအံ့ဖွယ်ဖြစ်ရများတဲ့တောင်မှထည့်သွင်းလို့ရနိုင်ပါတယ်။အဆိုပါဆိုင်တော်တွေထဲမှာဆိုရင်လည်းမင်းအောင်လှိုင်ရဲ့စိတ်ကြိုက်ဇိမ်ခံပစ္စည်းတွေအသုံးဆောင်တွေထည့်သွင်းထားသေးတယ်လို့သိရပါတယ်။စစ်တပ်ကအငိမ့်စားယူထားပြီးဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးတူကတော့ဦးတန်းရွှေဟာမင်းအောင်လှိုင်ရဲ့လောက်ခလာစာနဲ့ဝယ်နိုင်မှာမဟုတ်တဲ့အင်အားလန်အိမ်နံပါတ်14ကိုပြင်ပပေါက်ဈေးနဲ့အစာပေါင်းများစွာတက်တာတဲ့ဈေးတစ်ခုဖြတ်ပြီးရောင်းချပေးခဲ့တာဖြစ်တယ်လို့သတင်းတချို့မှာအတည်ပြုထားတာကိုတွေ့ရပါတယ်။ဒါပေမဲ့လည်းစီးစိမ်ဥစ္စာဆိုရင်အယမ်းမှန်မောတဲ့မင်းအောင်လှိုင်ဟာဒီလောက်နဲ့တင်မတင်းတိမ်နိုင်သေးပဲရန်ကုန်ကမြက်ခင်းရိပ်သာလမ်းမှာရှိတဲ့ချန်ဝင်းကြီးနဲ့အိမ်ကိုလည်းတက်မတော်အပိုင်းဖြစ်ကနေသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုထည့်ပေါင်းခဲ့ပါတယ်။အဆိုပါချန်ဝင်းဟာအိမ်ဝိုင်း3ခုကိုမှတစ်ချန်လေးပေါင်းထားတဲ့ချန်ဝင်းကြီးတစ်ခုဖြစ်တဲ့အတွက်ဘယ်လောက်အထိကျဲမလဲဆိုတာမိတ်ဆွေတို့ပဲစဉ်းစားကြည့်ပါ။အရင်တုန်းကစစ်တပ်ပိုင်းဖြစ်ခဲ့ပေမဲ့လည်း2014ခုနှစ်အရောက်မှာတော့မင်းအောင်လှိုင်ကချန်ဝိုင်း3ဝိုင်းစလုံးကိုဂရန်ဖောက်ပြီးသူ့အပိုင်ဖြစ်သိမ်းခဲ့တယ်လို့ဇိမ်ခံဆိုင်တော်တစ်လုံးကိုလည်းစတင်တိစောက်ခဲ့တာဖြစ်ပါတယ်။ဆိုင်တော်ဟာနန်းတော်ကြီးတမျှကြီးမားခမ်းနားသလိုသူနီးနားလေးကကန်တာယာစေယုံမှာဆိုရင်လည်းရဲရင်ကွင်းတောင်မှရှိနေတယ်လို့လည်းသိရပါတယ်။အဆိုပါရဲရင်ကွင်းဟာလူနာတွေကိုဝန်ဆောင်မှုပေးဖို့ထက်မင်းအောင်လှိုင်မိသားစုရဲ့လုံခြုံရေးအတွက်သာအဓိကထားအသုံးပြုပါတယ်။ပြီးခဲ့တဲ့မလတုန်းကလှုပ်ခတ်ခဲ့တဲ့မြေကလင်ကြီးမှာမင်းအောင်လှိုင်ပိုင်ဆိုင်တဲ့နေပြည်တော်ကဇိမ်ခံဆိုင်တော်တွေလည်းထိခိုက်ပျက်စီးခဲ့တဲ့အတွက်သူနဲ့မိသားစုဟာရန်ကုန်ကိုအရေးပေါ်ရဟရင်နဲ့ပြောင်းရွှေ့နေထိုင်ခဲ့တယ်လို့လည်းသိရပါတယ်။နေပြည်တော်နဲ့ရန်ကုန်မှာတင်မကသေးပဲမေမြို့မှာဆိုရင်လည်းမင်းအောင်လှိုင်ရဲ့ဇိမ်ခံအိမ်တော်တွေရှိနေသေးတယ်လို့သိရပါတယ်။ဒါပေမဲ့လည်းမေမြို့ကဆိုင်အိမ်တော်တွေနဲ့ပတ်သက်လို့ကတော့အချက်လက်တိတိကျကျရှာမတွေ့တာကြောင့်ကျွန်တော်ဒီဗီဒီယိုမှာခြံထားခဲ့လိုက်ပါမယ်။တေချာလာကတော့ဇိမ်ခံရတာကိုအရန်ကြိုက်တဲ့မင်းအောင်လှိုင်ဟာမေမြို့ကဆိုင်အိမ်တော်တွေကိုလည်းအခမ်းအနားဆုံးတိစောက်ထားမှာမလွဲပါဘူး။ပြည်သူပိုင်ငွေတွေပြည်သူပိုင်ပစ္စည်းတွေနဲ့ဖန်တီးရယူထားတဲ့ဇိမ်ခံလူနေမှုဘဝမှာသူဘယ်လောက်ထိနေထိုင်ခွင့်ရသွားမလဲဆိုတာကိုတော့ကျွန်တော်တို့တွေစောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်